လပြေဝုံကမြေပြင်ပေါ်မှာအာရင်ကုန်ခန်းစွာအသက်ရှူနေတဲ့တကူလုံးမှာဒဏ်ရာတန်ချက်တွေဓာတ်ရတွေချစ်ရတွေနေရာနဲ့ရှိနေတဲ့အကြေးခွန်တွေကအယောင်မိနေပေမဲ့သူ့မျက်လုံးထဲမှာစိတ်လှုပ်ရှားမှုတွေရှိနေတယ်သူ့ရဲ့ဂုဏ်ယူဝင်ကြွားနေတဲ့ပုံစံကိုကြည့်ပြီးစိတ်လဲတူတယ်လို့ရဲလဲရဲချင်းမိတယ်ကျွန်တော်ဘေးနားကခြုံပုတ်စီလှည့်ပြီးသွားလိုက်တယ်အမီးနဲ့ဒဏ်ရာပျောက်စေတဲ့ဆေးပင်တချို့ကိုလိပ်ပြီးယူလိုက်တယ်ဒါကခုနကလမ်းမှာတွေ့ခဲ့တဲ့ဒဏ်ရာအတွက်အရန်ကောင်းတဲ့ဆေးပင်ပဲသူမအနာကိုပြန်သွားတော့သူမကအမီးနဲ့မျက်နှာကိုကာထားတယ်တကူလုံးကလည်းဘသူ့ကိုမှအနာမကတ်စေခြင်းတဲ့ပုံစံမျိုးဖြစ်နေတယ်ကျွန်တော်ဆေးပင်တွေကိုသူ့ရှိမှချပြီးခေါင်းနဲ့တိုးလိုက်တယ်သူခေါင်းမော့ပြီးအဲ့ဒီဆေးပင်တွေကိုမြင်တော့အံ့ဩသွားတယ်မျက်လုံးထဲမှာရှုပ်ထွေးတဲ့ခံစားချက်တွေဖြစ်ပြေးသွားတယ်ကျွန်တော်မီးနဲ့ဆေးပင်တွေကိုညင်သားစွာချီးမောလိုက်တယ်ဆေးရည်တွေကိုသူ့ရဲ့တန်ရာတွေပေါ်မှာလိမ့်ပေးလိုက်တယ်သူ့တကူလုံးကအကြေးခွန်တွေကချက်ချင်းပန်းရောက်တန်းလာတယ်သူကငါကိုတော့ကိုစိတ်ထက်ပေးနေတာလားသူ့အမီးကငါ့ကိုထိမိသွားတယ်မဖြစ်ဘူးငါစိတ်လှုပ်ရှားလို့မဖြစ်ဘူးဒါပေမဲ့သူအလေးနဲ့ထားနေတဲ့ပုံစံကလည်းတိတ်တော့မုန်းစရာမကောင်းပါဘူးသူ့ရဲ့စိတ်ထဲကစကားတွေကိုကြားနေရပေမဲ့ကျွန်တော်လက်ကမရက်ပဲတန်ရာတစ်ခုချင်းစီကိုတေချာလေးစိတ်ထက်ပေးလိုက်တယ်သူကအဲ့ဒီမှာငြိမ်လေးဝတ်နေပြီးကျွန်တော်လုံးသမျှခံနေတယ်ဒါပေမဲ့အကြေးခွန်တွေကပိုပြီးหนีရဲလာတယ်နောက်ဆုံးတော့မွေးတကောင်လုံးပြုတ်ထားတယ်လို့หนีရဲသွားတယ်နောက်ဆုံးတန်ရာကိုဆေးထည့်ပြီးနောက်ကျွန်တော်အမီးကိုပြန်ရုပ်လိုက်တယ်သူ့ဘေးမှာအာရင်ကုန်ခန်းစွာဝတ်ပြီးမလုပ်ချင်တော့ဘူးသူမသည်ကျွန်တော်ကိုခိုးကြည့်လိုက်ပြီးမျက်လုံးချင်းမစုံအောင်ချက်ချင်းပင်အကြည့်လွှဲလိုက်တယ်သူကငါ့ကိုတကယ်ပဲစိတ်ပူပေးနေတာလားဒါဆိုနောင်ကြရင်သူ့ကိုငွေစွပ်ပြုတ်လုပ်ပြီးချက်တဲ့အခါ2မိနစ်လောက်ရှုပ်ပြုတ်ပေးရမလားဒါကိုကြားတော့ကျွန်တော်တွေးအံမတက်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ရံမှာအလင်းနဲ့တစ်ခုဖြစ်ပြေးသွားတယ်ခြေတကုံတစ်ခုလိုကျွန်တော်တို့စီတက်ဆင်းလာတယ်ကျွန်တော်ကောင်းမော့ပြီးတတိကြီးစွာစိုက်ကြည့်နေမိတယ်လပြေဝန်းလဲရှက်နေတာတွေကိုမေ့ပြီးတကူလုံးတင်းခံထားလိုက်တယ်အလင်းတန်းကပုံနီးလာပြီးကိုအထက်မှာရက်တန့်သွားတယ်ဒါကပြင်းထန်တဲ့ဆွမ်းအားတွေထွက်ပေါ်နေတဲ့အမိတ်စာချုံလာပဲအမိတ်စာချုံလာကပောက်ကွဲပြီးရွှေရောင်စာတန်းတွေဖြစ်သွားတယ်မိတ်စာပေါင်းစုံညီလာခံကို3ရက်မြောက်နေ့မှာစတင်ကျင်းပမယ်မိတ်စာအပေါင်းတို့ရှေးဟောင်းစစ်မြေပြင်သို့လာရောက်ကြပါအရင်ရောက်သူကအခွင့်အလမ်းတွေကိုအရင်ရရှိလိမ့်မယ်စာတန်းတွေကလေထုထဲမှာခဏကြာပြီးနောက်ပျောက်ကွယ်သွားတယ်ကျွန်တော်မျက်လုံးတွေတောက်ပသွားပြီးမိစ္ဆာညီလာခံနောက်ဆုံးတော့ရောက်လာပြီလို့တွေးလိုက်တယ်လပြည့်ဝင်းရဲ့မျက်လုံးထဲမှာလည်းစိတ်လှုပ်ရှားမှုတွေရှိနေတယ်ရှေးဟောင်းစစ်မြေပြင်ဒါကငါရဲ့ကြင်ကြံခြင်းကိုပြန်လည်ရရှိစေမယ့်အခွင့်အရေးဖြစ်နိုင်တယ်ကျွန်တော်တို့နှစ်ယောက်စကားမပြောဘဲတယောက်ကိုတယောက်ကြည့်ပြီးတပုံစံနဲ့တွေးလိုက်ကြတယ်ဒီညီလာခံကိုမဖြစ်မနေသွားရမယ်3ရက်ကြာမှညီလာခံစတင်တယ်ကျွန်တော်လပြည့်ဝင်းကိုခေါ်ပြီးခီးစတင်ခဲ့တယ်သူကကျွန်တော်ကြောပေါ်မှာဝတ်နေတယ်ဒဏ်ရာတွေကလုံးဝမပြောက်သေးပေမဲ့ခီးသွားဖို့တော့အဆင်ပြေနေပြီးမိစ္ဆာပေါင်းစုံညီလာခံရှေးဟောင်းစစ်မြေပြင်နဲ့လူသားတွင်ပြောင်းလဲခြင်းအခွင့်အလမ်းငါဒီတစ်ခေါက်အခွင့်အရေးကိုလက်လွတ်မခံဘဲအမိရဖန်ဆုပ်ရမယ်ဒီငွေစုပ်ရဲ့လက်အောက်မှာအမြဲတမ်းအနိုင်ကျင့်မခံနိုင်ဘူးသူမရဲ့စိတ်ကူးရင်မှုတွေကိုကျွန်တော်ဂရုမစိုက်အားဘူးမိစ္ဆာတောင်တန်းစီတို့တောက်လျှောက်ဦးတည်သွားခဲ့ကြတယ်တောအုပ်ကပုံမနဲ့ဆိုင်လာပြီးတွေ့ရတဲ့မိစ္ဆာတွေလည်းပုံများလာတယ်အားလုံးကလမ်းကြောင်းတစ်ခုတည်းကိုတွားနေကြတာတိချက်ပေါက်ညီလာခံကိုတွားကြတာဖြစ်မဲ့ထူထပ်တဲ့တောအုပ်တစ်ခုကိုဖျက်ကျော်ပြီးတဲ့နောက်ရှိကနေစူညံတန်တွေကြားလိုက်ရတယ်ညီးတွားတန်တွေလည်းပါနေတယ်ကျွန်တော်ကောင်းမော့ပြီးလှမ်းကြည့်လိုက်တယ်မလန်းမကန်းကကွင်းပြင်တစ်ခုမှာမိစ္ဆာအစင်လေးတချို့ကတင်းငယ်တဲ့ခန္ဓာကိုယ်တစ်ခုကိုဝိုင်းထားကြတယ်ဒါကတော့ကြောင်တွေနဲ့တောခွေးတွေပဲခန္ဓာကိုယ်ကတိတ်မကြီးပေမဲ့အရေးအတွက်အများကြီးပဲပါဇက်ကနေကြောက်စရာကောင်းတဲ့ဟိဟောက်တန်တွေထွက်နေတယ်ဝိုင်းရန်ခံထားရတဲ့တတော်ဝါလေးကထောက်တနေရာမှာကတ်နေတယ်တကူလုံးတုံရင်နေပြီးခေါင်းပေါ်မှာမွေးပွားပွားနဲ့ရဲ့နှစ်ဖက်ကိုတွေ့နေရတယ်ပြီးတော့မွေးပွားပွားအမြင့်ကြီးနဲ့သူ့ကိုယ်သူပတ်ထားတယ်မလာကြပါနဲ့လက်ပြေဝင်လဲအဲ့ဖြစ်ပျက်ကိုမြင်တော့မျက်ဝန်းထဲတွင်အထင်သေးမှုများဖြစ်တန်းသွားကအစင်နဲ့တိရစ္ဆာန်တွေရန်ဖြစ်တာပါကြည့်စရာရှိလဲပတ်သွားကြရအောင်လို့ပြောတယ်ကျွန်တော်သူမကိုဂယုမဆိုင်ပဲရုံရင်ဆန်ခတ်ဖြစ်နေတဲ့နေရာရှိရာဘက်ကိုဖြင်းချင်းစွာတွားလိုက်တယ်အနီးရောက်မှသာအဝိုင်းခံထားရသူမှာမြေခွေးမျိုးနဲ့စူးမမင်းကလေးတူဖြစ်နေသည်ကိုမြင်လိုက်ရတယ်မင်းကလေးလို့ပြောရတာကသူမကလူသားတွင်ပြောင်းလဲမှုမပြည့်စုံသေးပဲခန္ဓာကိုယ်ကတော့လူသားတရံရှိနေပြီးဒါပေမဲ့ဖြောတော့တဲ့ရွှေဝါရောင်အမွှေးနုလေးများရှိနေသေးကနောက်ွယ်မှာကြီးမားလာတဲ့အမြင့်ကြီးရှိနေပြီးဦးကောင်းပေါ်ရှိမြေခွေးနားရွက်နှစ်ဖက်မှာတုံရင်နေတဲ့မျက်နှာလေးကလည်းကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေပြီးမျက်ရည်များဝိုင်းနေရှာတယ်ထိုအဆင့်တက်နှက်ဆိုးတိရစ္ဆာန်များသည်တဖြည်းဖြည်းနီးကပ်လာပြီးညဉ့်ညမ်းသောရေတံများနဲ့မြေခွေးမလေးမပြေးပါနဲ့တော့ငါတို့နောက်ကိုလိမ္မာပါနှက်စွာလိုက်ခဲ့စမ်းပါမင်းရဲ့နူးညံ့တဲ့အသားရည်ကတကယ်ကိုအရသာရှိမှတေချာပေါက်ပဲဆိုပြီးပြောနေကြတယ်မြေခွေးမလေးမှာကြောက်လုံးတစ်ဖြစ်တကူလုံးတုံကြီးကငိုတန်းဖြစ်မလာကြပါနဲ့ကျမကစားလို့မကောင်းပါဘူးခုအော်ပြောပေမဲ့လည်းတိရစ္ဆာန်များကဟာတိုက်ရီမောကတောကြောင်တကောင်ကလက်သေးဖြစ်သူမကိုလှမ်းဖမ်းရန်ပြင်လိုက်တယ်ကျွန်တော်ကပြင်းကြီးစွာနဲ့ငကားအရှိန်ဝါတစ်ခုကိုထုတ်လွှတ်လိုက်တယ်ငကားအရှိန်ဝါကကွင်းပြင်တစ်ခုလုံးကိုချက်ချင်းလွှမ်းမိုးသွားတယ်အဲ့ဒီမိစ္ဆာတွေခန္ဓာကိုယ်တောင့်တင်းသွားပြီးမိုးကြိုးဖြစ်ခံရတယ်လို့မျိုးမြေပြင်ပေါ်မှာလဲကျသွားကြတယ်လေထုထဲမှာကြောက်လန့်စရာအနှံ့အသက်တွေပြည့်သွားတယ်သူတို့ကကျွန်တော်ကိုကြောက်လန့်တကြားကြည့်ပြီးမျက်လုံးထဲမှာကြောက်ရွံ့မှုတွေနဲ့လှည့်ပြေးကြတော့တယ်တောအုပ်ထဲကိုအလူရက်ထွက်ပြေးပြက်ကွယ်သွားကြတယ်မြေခွေးမလေးကကြောင်အီးနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတယ်သူ့ရဲ့ဝိုင်းဆက်နေတဲ့မျက်လုံးကြီးတွေထဲမှာအလင်းရောင်လေးတွေတောက်ပလာတယ်သူကချက်ချင်းပြေးလာပြီးကျွန်တော်လက်ပင်ကိုဖက်လိုက်တယ်ဘာပြင်ကိုကျွန်တော်အကြေးခွန်တွေပေါ်မှာပုတ်တက်နေတယ်ကျေးဇူးရှင်ကြီးတင်ကတော်လိုက်တာကျွန်မတော်တော်လေးအစားခံရတော့မလို့ကျေးဇူးရှင်ရဲ့အသက်ကယ်တင်ခြင်းကိုကျေးဇူးတင်ပါတယ်ကျွန်မကျေးဇူးရှင်အတွက်အစေခံအဖြစ်အလုပ်ကျွေးပြုပါရစေကျွန်တော်ကြောပေါ်ကလပြည့်ဝန်းကပြုတ်ကျလူနေပါဖြစ်သွားတယ်သူကိုဟန်ချက်ထိန်ပြီးတဲ့နောက်ဒီမြင်ကွင်းကိုကြည့်ပြီးဒေါသထွက်သွားတယ်ဒီမြေခွေးမကဘာလို့ဒီလောက်နီးနီးကပ်ကပ်နေနေတာလဲငါရဲ့အစီကံကိုလွတ်ဆန်းနေပါဦးဒီနဂါကဘယ်တော့ငါအစီကံဖြစ်သွားတာလဲငါဘာလို့စိတ်ပူနေရတာလဲသူကကျွန်တော်ကြောပေါ်ကနေဆင်းပြီးလေပင်မှာခွေလိုက်တယ်မြေခွေးမလေးကိုကြည့်ပြီးရှာနှစ်ခွက်ကိုထုတ်လိုက်တယ်မျက်လုံးထဲမှာတတိပေးမှုနဲ့ရန်လိုမှုတွေပြည့်နေတယ်မြေခွေးမလေးကြောက်လန့်ပြီးကျွန်တော်နောက်ကိုပုံလိုက်တယ်ခေါင်းလေးပဲပြူထွက်ပြီးလပြည့်ဝန်းကိုကြည့်ကပြောတယ်ဒီငွေကြီးကကြောက်စရာကြီးပဲကျေးဇူးရှင်ကြီးကကျမကိုမကြိုက်ဘူးလားလပြည့်ဝန်းဒေါသထွက်ပြီးအကြေးခွန်တွေထောင်သွားတယ်ဒီမြေခွေးမကဘာရီလာဟန်ဆောင်နေတာလဲငါကကြောက်စရာကြီးဟုတ်လားငါမင်းကိုတလုတ်တင်းနဲ့မျိုးချလိုက်ရမလားကျွန်တော်ခေါင်းကိုက်သွားပြီးတွေ့ချင်းပဲရန်ဖြစ်နေကြပြီးနောက်ကြရင်ဘယ်လိုလုပ်မလဲကျွန်တော်မီးကိုခါပြပြီးလပြည့်ဝန်းကိုမစိုးဖို့အချက်ပြလိုက်တယ်ပြီးတော့မြေခွေးမလေးဘက်ကိုလှည့်ကြည့်လိုက်တယ်သူကပြုံးပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်ကျေးဇူးရှင်ကြီးရှင်ပဲသွားမလို့လဲကျမကိုပါခေါ်သွားပါတော့ကျမကလိမ္မာပါတယ်ရှင်ပြင်းရင်ပုံမြင်တွေပြောပြမယ်လပြည့်ဝန်းကစိတ်ထဲကနေနှာခေါင်းရှုပ်လိုက်တယ်ပုံမြင်တွေဟုတ်လားမကောင်းတဲ့ပုံမြင်တွေဖြစ်မှတေးချတယ်ဒါပေမဲ့သူကမြေခွေးမလေးကိုစိုက်ကြည့်နေတော့မဲ့မျက်လုံးတွေကဓာတ်လို့ထက်နေတယ်မြေခွေးမလေးကတော့ဘာမှမသိတယ်လို့မျိုးကျွန်တော်ကြောပေါ်ကိုတက်လာပြီးလပြည့်ဝန်းရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်ပြီးတော့ရင်းနှီးစွာနဲ့နှုတ်ဆက်လိုက်တယ်မွေမမမင်္ဂလာပါကျမနာမည်မြေခွေးမလေးပါနောက်ကြရင်စောက်ရှောက်ပေးပါဦးဘသူကမင်းမမလဲဘသူကမင်းကိုစောက်ရှောက်မှလဲငါအနာကဝေးနေစမ်းသူကခေါင်းကိုအခြားတစ်ဖက်ကိုလှည့်သွားလိုက်တယ်မြေခွေးမလေးကလည်းဂယုမစိုက်ပါဘူးကြိုက်နှစ်တက်ရင် like and follow လုပ်ခဲ့ပြီးအဆက်လို့ comment မှာရေးခဲ့ပေးကြပါဦး